ကွေဝေးအပြုံးကြီးအမုံကြီးဖလဲလူဘဝဆိုတဲ့ခီးဝေးအတမနာငါဆိုတော့တဘောနေလက်ကင်ဆုပ်ထားလူရဲ့ကမြေချင်းတင်ခါရရီအသိနေတရီကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူလောဘဒေါသမောဟဆိုတဲ့တရားတွေဒီလောကတန်ရာကြီးဝေမနီမနာပဲရှောက်လန်းကြပြန်တယ်တဘာဝတရားဒီတွေ့ဆုံကြုံကွယ်မြည်လောကရဲ့လေပြောင်းမှုကိုတန်ပြီးအောင်အတီးအစိုးတလေအကောင်တစ်ခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးလေးတုံ့ပြန်စီလောကလူဘုံခဏတာလီမမူရိတာတရားပေါ်နိုင်ကြပါစေသူများများအကျဉ်းနာရီပြီးစီဝေးငါလူချစ်ချင်းတရားတွေလက်ကလူပြီးငါဝေအချင်းနာတရားတွေပရာစိတ်ထားတွေကောင်းလို့နမိတ်ဆောင်အတိတ်တပေါင်းထွန်းလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေကွေဝေးအပြုံးကြီးအမုံကြီးဖလဲလူဘဝဆိုတဲ့ခီးဝေးအတမနာငါဆိုတော့တဘောနေလက်ကင်ဆုပ်ထားလူရဲ့ကမြေချင်းတင်ခါရရီအသိနေတရီကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူဆိုတဲ့တရားတွေဒီလောကတန်ရာကြီးဝေမနီမနာပဲရှောက်လန်းကြပြန်တယ်တဘာဝတရားဒီတွေ့ဆုံကြုံကွယ်မြည်လောကရဲ့လေပြောင်းမှုကိုခံပြီးအောင်အတီးအစိုးတလေအကောင်တစ်ခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးလေးတုံ့ပြန်စီလောကလူဘုံခဏတာလီမမူရိတာတရားပေါ်နိုင်ကြပါစေသူများများအကျဉ်းနာရီပြီးစီဝေးငါလူချစ်ချင်းတရားတွေလက်ကလူပြီးငါဝေအချင်းနာတရားတွေပရာစိတ်ထားတွေကောင်းလို့နမိတ်ဆောင်အတိတ်တပေါင်းထွန်းလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေ
ခန္ဓာမမြဲတာဝေနာဆွေးကြောင်းမှာခန္ဓာမမြဲတာဝေဒနာဆွေးကြောင်းမှာတမတာဝနာအတိတော်လပါနာရခဲလာတဲ့နေမတရားလည်းမနာယခန္ဓာကိုမောညံကိုသုံးချစေပဲလေးပါဝေစီအကြောင်းနဲ့ကြိုးဆိုကောင်းသိမြင်နိုင်ပါစေသစ္စာလေးပါမြတ်တရားသိရင်တရားဓမ္မသဘင်ကြွရောက်ကြပါရှင်နှလုံးသားမှာကိုမြတ်တာတရားဓမ္မမိတ်ဆွေများမြစ်စရိယစိတ်အတ္တမပဲထုံနိုင်ပါစေဘာဝနာပေါ်နိုင်စေဘဝရဲ့တမိုးပရဟိတမိသားစုမှာတရားထက်သန်စေတနာဝနာမငင်ဖွေလာဓမ္မစိတ်တန်ဖေးကူစိတ်ထားတယ်မျက်နှိပ်ပန်းလမ်းမို့ရင်မြော်ကဒုက္ခတော့ပြည်တည်ရမြဲမသွေဘဝရဲ့တမိုးအကျိုးမြော်လို့နှိုးသောနေပါသည်သူတော်ဘာကောင်းလို့တရားပွဲသို့ကြွတော်မူကြပါခန္ဓာမမြဲတာဝေဒနာဆွေးကြောင်းမှာတမတာဝနာအတိတော်လပါနာရခဲလာတဲ့နေမတရားလည်းမနာယခန္ဓာကိုမောညံကိုသုံးချစေပဲလေးပါဝေစီရဲ့ကင်းနိုင်ပါ
မှာကိုကဘာပင်လားတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းချီခေါ်တကဘာပင်မလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာကြားနာရခြင်းစိတ်မှဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေကိုယ်စင်ရဲ့ကင်းနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရှိပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေကိုယ်စင်ရဲ့ကင်းနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားဟောတဲ့သူမှာအသင်ချီအပေမလားသာဓုလို့တောင်းချီခေါ်တကဘာပေမလားဘူးတော့တရားနာခြင်းဒီငါချက်မကြဘူးသူမှာကြားနာရခြင်းစိတ်မှဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာအယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်သာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရှိပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေကိုယ်စင်ရဲ့ကင်းငါသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာဒီရန်ကင်းပါစေဆရာတော်တတ်တော်ရှိပါစေဆရာတော်ဒီရန်ကင်းပါစေဆရာတော်တတ်တော်ရှိပါစေ
ဘာမြေလောကဝေတရဝရီချမ်းသာပါစေမြတ်တရလောဆုတောင်းကောင်းမှုရှိမြတ်တာတတော်အနန္တောလူမျက်ရှိစောချရရီကဘာမြေလောကဝေတရဝရီချမ်းသာပါစေမြတ်တရလောဆုတောင်းကောင်းမှုရှိ
လေးနာစနေသူပေါင်းကြည်ပွားကြပါစေတောင်းစုပန်ကချီဒီတိတချင်နေအေးချမ်းကြပါစေတာယာတော့ဒီနီလေးမှာပန်းလေးတစ်ပွေလူလန်းဆမ်းပါစီလေမြတ်တာရည်စင်ဖြန်းကပို့သားတဲ့ခါမလေးနာစင်နေသူပေါင်းကြည်ပွားကြပါစေတောင်းစုပန်ကချီတီတေးတဲ့နေအေးချမ်းကြပါစေပါစေဖေဖေမိမိစိတ်ချမ်းမြေလို့အားလုံးလေးနိဗ္ဗာန်ရောက်ပါစေပြီးပြာတွေဝေးကွာပါစေလေမင်္ဂလာပေါင်းပြေဝကြပါစေတာယာတော့ဒီနီလေးမှာပန်းလေးတစ်ပွေလူလန်းဆမ်းပါစီလေမြတ်တာရည်စင်ဖြန်းကပို့သားတဲ့ခါမလေးနာစင်နေသူပေါင်းကြည်ပွားကြပါစေတောင်းစုပန်ကချီတီတေးတဲ့ချင်နေအေးချမ်းကြပါစေပါစေဖေဖေမိမိစိတ်ချမ်းမြေလို့အားလုံးလေးနိဗ္ဗာန်ရောက်ပါစေပြီးပြာတွေဝေးကွာပါစေလေမင်္ဂလာပေါင်းပြေဝကြပါစေချမ်းသာကြပါစေချမ်းသာကြပါစေပါစေပြီးပြာတွေဝေးကွာပါစေလေမင်္ဂလာပေါင်းပြေဝကြပါစေ
မြတ်တော်တရားကိုဟောကြားပြီးတော်မူပါဖယားလက်စေပြောင်းမှုရှူကျူကြောကတပေတော်မရုလျှောက်ထားဦးတင်ပနာဤလူရွာလူကပါပူပန်တော့ကကြောင်ကြပြအေးချမ်းရမျက်နှိပ်ပင်ရနိုင်ပါစေသောဆုတောင်း၍သာတောင်းတလျက်ပါအရှင်ဖယားရွှေတလင်းနန်းကိုကြွားမြတ်တော်မူပါတရားရည်အေးအမြိုက်စီတိုက်ကြွေးတော်မူပါအေးချမ်းရမျက်နှိပ်ပန်းလမ်းပြပေးပါဖယားမြတ်တော်အကျင့်စဉ်မြတ်တော်တရားကိုဟောကြားပေးတော်မူပါဖယားလက်စေပြောင်းမှုရှူကျူကြောကတပေတော်မရုလျှောက်ထားဦးတင်ပနာဆရာတော်ပြီးရင်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြည်လူအသက်ရာကျော်ရှိပါစေဆရာတော်ပြီးရင်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြည်လူအသက်ရာကျော်ရှိပါစေဆရာတော်ပြီးရင်ကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြည်လူအသက်ရာကျော်ရှိပါစေဆရာတော်ဟောင်းတကူပြည်လူအသက်ရာကျော်ရှိပါစေ